ရာသီဆိုပွဲစဉ်နောက်တစ်ခုအဖြစ်အာဆင်နယ်နဲ့ရီယယ်ဘတ်တီရဲ့ပွဲကြိုသုံးသက်ချက်နဲ့ပွဲထွက်လူစဉ်17ရောက် Facebook TikTok နဲ့ YouTube မှာကြည့်ရှုရတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအရှာဆင်နယ်ခွန်းတက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆင်နယ်အသင်းဟာရာသီကြိုပြင်ဆင်မှုကိုဆက်လက်လှုပ်ဆောင်နေပြီးဩဂတ်စ်လ9ရက်နေ့ည UK စံတော်ချိန်9နာရီခွဲမှာAviva Stadium ဒဗလင်မြို့မှာရီယယ်ဘတ်တီနဲ့ခြေစစ်ပွဲရှင်ပြိုင်သွားမှာဖြစ်ပါတယ်အာဆင်နယ်အသင်းကပထမခြေစစ်ပွဲမှာ MK ဒွန်းကို3-0နဲ့အနိုင်ရခဲ့ပြီးနောက်တစ်ပွဲမှာလည်းEuro ကို 4-1 နဲ့အနိုင်ယူက Costa Brava Trophy ကိုစုခူးခဲ့ပါတယ်။ကက်တလိုနီးယားမှာတပတ်ကြာလေ့ကျင့်ရေးစခန်းစတင်ခဲ့ပြီးနောက်အာတီတာရဲ့အသင်းဟာအခုတော့အိုင်ယာလန်နိုင်ငံဒဗလင်မြို့ကိုတွားရောက်ကစပိန်ကလပ်ရီယယ်ဘတ်တစ်နဲ့ရင်ဆိုင်မှာဖြစ်ပါတယ်။ရီယယ်ဘတ်တစ်ကတော့ကမ္ဘာဖလားပြီးခဲ့တဲ့ကလေ့ကျင့်ရေးပြန်စခဲ့တာဖြစ်ပြီးရာသီကြိုပြင်ဆင်မှုမှာအာဆင်နယ်ထက်ပိုအဆင့်သင့်ဖြစ်နေပါတယ်။ခြေစစ်ပွဲ9ပွဲကစားထားပြီး4ပွဲနိုင်ထားသလိုလိုင်ယွန်ကိုလည်းဂိုးပြတ်အနိုင်ယူထားပါတယ်။အသင်းနဲ့ပူးပေါင်းတဲ့ကစားသမားတွေထဲမှာဂါဗီယယ်မခါယင်းနဲ့မာတင်နယ်လီတို့ကဂျီရိုနာပွဲကိုနောက်ကျမှအသင်းနဲ့ပူးပေါင်းခဲ့တာကြောင့်မပါဝင်ခဲ့ပေမဲ့ဒီပွဲမှာတော့ပထမဆုံးပါဝင်လာနိုင်ပါတယ်ခရစ္စတန်နောကကတော့အေဗာတန်ကိုပြောင်းရွှေ့တော့မှာဖြစ်တဲ့အတွက်ဒီပွဲမှာတော့မပါနိုင်တော့ပါဘူးကမ္ဘာဖလားပြီးအနားယူနေစေဖြစ်ကြတဲ့မာတင်အိုဒီကက်ဒီကန်ရိုက်ဒေးဗစ်ယာယာမာတင်ဇူဘီမန်ဒီမိမီခေးမယ်ရီနိုဘူကာယိုဆာခါဒီကန်ရိုက်နိုဒီမန်တိုကီနဲ့အဇီရိုကတော့အနားယူနေစေဖြစ်ပါတယ်ဂျူလီယန်တင်ဘာကတော့ကြမ်းခိုင်မှုမသေးချာသေးပါဘူးဒီပွဲတော့ပါဝင်လာနိုင်ခြင်းမရှိသေးပါဘူးရီယယ်ဘတ်တစ်ဘက်မှာတော့ကျွန်တော်တို့အာဆင်နယ်ပြည်သက်တွေရင်းနှီးနေတဲ့ကစားသမားတွေရှိပါတယ်ဘယ်လာရင်အစ်ကိုအန်တိုနီတို့လည်းပါဝင်လာနိုင်ခြင်းရှိပါတယ်အထူးသဖြင့်ဘယ်လာရင်အတွက်ကတော့အာဆင်နယ်ကနေထွက်ခွာသွားပြီးနောက်အသင်းဟောင်းကိုပထမဆုံးအချိန်ပြန်လည်ရင်ဆိုင်ရမယ့်ပွဲလည်းဖြစ်ပါတယ်ရီယယ်ဘတ်တစ်ကတော့ဂျီရိုနာထပ်ပိုမိုခက်ခဲတဲ့ပြိုင်ဘက်တော့ဖြစ်နိုင်ပေမဲ့အာဆင်နယ်ရဲ့လူငယ်ကျယ်ပွဲတွေဖြစ်ကြတဲ့မတ်ဒေါင်မန်လူးစ်ကယ်လီနဲ့ခရစ္စတိုဇိုလီတို့ကတော့ထပ်မံတောက်ပနိုင်မယ်လို့ကျွန်တော်သုံးသပ်မိပါတယ်ဒီပွဲရဲ့ရလဒ်ကိုခန့်မှန်းရရင်အာဆင်နယ်3ရီယယ်ဘတ်တစ်1လို့ကျွန်တော်ခန့်မှန်းခြင်းပါတယ်ပွဲထွက်လူစဉ်17ယောက်ကိုကျွန်တော်အမြင်ခန့်မှန်းရရင်ဂိုးကီပါနေရာမှာလည်းကီပါပဲပွဲထွက်လာနိုင်တယ်ရှိပါတယ်ဒုတိယပိုင်းမှာပဲကျွန်တော်အသစ်ခေါ်ယူလာတဲ့အီလမ်မက်စလီယာကိုထည့်သုံးဖြစ်ဖို့များပါတယ်ညာဘက်ခန့်စင်းမှာတော့ခရစ္စတန်မော်ဂရေယာဘယ်ဘက်ခန့်စင်းမှာတော့ကလာဖီယိုလီနဲ့ဘိုခန့်စင်း2ယောက်မှာတော့ဆယ်မွန်နဲ့ဟင်ကာဘစ်ကိုတုံးလာနိုင်စေရှိပါတယ်။ကွင်းနဲ့3ယောက်နေရာမှာလဲပထမကျွန်တော်တို့ဒီဂျီနိုဝါပွဲမှာတုံးသွားတဲ့အီတန်ရနီလူးစ်ကယ်ရီနဲ့ကိုင်ဟာဘတ်ကိုပဲတုံးလာနိုင်စေရှိပါတယ်။တိုက်စစ်ပိုင်း3ယောက်မှာဆိုရင်တော့ကျွန်တော်အထောင်တိုက်စစ်မှာဆိုရင်တော့ဒီတစ်ခါတော့ဂါဗီယယ်ဂျေဆုကိုကွဲထွက်လာနိုင်စေရှိတယ်ဒုတိယပိုင်းလောက်မှာဗစ်တာယောခရက်ကိုထည့်သုံးနိုင်စေရှိပါတယ်။ညာဘက်ချမ်းမှာဆိုရင်တော့မတ်ဒေါင်မန်ကိုပဲ